ဝတ်အတွက်ကိုနေကောင်းရက်တာရွေးပြီးပြီဆိုတော့ဆိုင်ကိုသူဆိုင်ကကြောက် ဆိုင်ကောင်းကောင်းတော့ငါပြို့ ဆိုင်ကမလေးရရွာသားကြီးစင်နေဟန်ဆိုင်ကိုငှားမှာဗျာ အိုးစိန်တီဟန်ရဲ့ဆိုင်ကနာမည်ကြီးပဲတိတ်ကောင်းတာဗော ဆိုင်ကောင်းတယ်လည်းမပြီးသေးဘူးဘိသိက်ဆရာလည်းကောင်းအောင်ပါဟုတ်ဘိသိက်ဆရာမကောင်းလို့ကတော့ရှင်လူနာတာဘောကြီးအီတီအစ်စ်ကြီးဖြစ်နေမှာ ဟိုစိတ်ချသမားတကြီးရဲ့ဘိတ်တိတ်ကလေးမန်းလေးရရန်နာဘုံဆရာလိုက်ငှားမှာရှင် ဟိုဟိုဘက်ရွာအလှတုံးကလေကျုပ်တို့ကြည့်ခဲ့ဘူးလေတိတ်ကောင်းတာပဲ ဟုတ်တာဗော အဲ့ဒီဆရာလိုင်ကလေအရွယ်ကလည်းငဲတယ်လူပုံကလည်းဂိုက်ဆိုင်ကြတယ်ရွတ်တန်ဖတ်တန်စာတန်ပေတန်ကလည်းကောင်းသမားတော့တိတ်ကောင်းတာပဲ ဟာရွာသားကြီးစိန်တင်ဆိုင်နဲ့ဆရာလိုင်းဘိတ်တိတ်ကတော့တအားကောင်းပြို့တအားကောင်းပဲ မင်းကလည်းဆွတ်ကောင်းနေဒီလိုတကြီးရဲ့ကျွန်တော်မိမကိုပြောတယ်တို့အလှမှာရွာကံဘိတ်သိက်ဆရာငှားမှာကောင်းမှာတော့ ရွာကံဘိသိက်ဆရာဆိုဘယ်သူပြောတာ ဘယ်သူရှိမလဲတကြီးရဲ့စရောင်တောင်းကြီးကိုပြောတာပေါ့ စတောင်တောင်းဆိုတာစတောင်ရွာဆရာတောင်းယူပြောရလား အေးလေ သူလည်းကောင်းတာပဲတော့ အော်တော့ဘိတ်တိတ်ဆရာမကြိုက်ပါဘူး ဒီမှာရှင်မတော်ဘိတ်သိက်ဆရာလဲတော်ဘိတ်သိက်ဆရာအလျောက်ပြောတတ်ဆိုတတ်ရွတ်တတ်ပါလေဟာ အမလေးကျုပ်တို့ကတော့ဆရာလိုက်မဆရာလိုက်မယ်ကျုပ်တွေမကဘူးနော်အကြီးလေးတို့ရောမဲဖောတို့မြတ်ခက်တို့အပြိုတွေအားလုံးကလေဆရာလိုက်မဆရာလိုက်ရှင် မင်းဆရာလှိုင်ကဘလောက်တော်လို့ဘလောက်ကောင်းလို့လဲ ရှစ်ဆရာရောဘလောက်ကောင်းလို့ ဩတိုးကြစမ်းပါအလူကြီးတိုင်းလုံးဝနေအောင်မင်းတို့ရံပြစ်နေကြစမ်းပါနဲ့ကွာဓမ္မညညနေတိုင်မင်းနဲ့ဘယ်ဘိသိက်ဆရာငှားတဲ့နေဆိုတာဆုံးဖြတ်ကြကဲ ကျွန်တော်တို့ကတော့စရောင်တောင်းမယ် အိုးကျုပ်တို့ကတော့ဆရာလိုက်မဆရာလိုက်မယ် တို့ကတော့စရောင်တောင်းမယ် ဟဲ့ကျမတို့ဆရာလိုင်မကြိုက်တာတော့ အိုးဆရာလိုက်မယ် တို့ကစရောင်တောင်းမယ် ငါတို့ကြစမ်းပါဩ အိုးဆရာလိုက်မယ် တော်ပါတော့ဗျာ ဓမ္မငါနေတို့တကြီးတယောက်နေတော့ငါမပြောတော့ဘူးနော်ရှင်လောင်းတို့နားဖောက်တယ်တို့ဆိုတာငါတူငါသားတွေဆိုလည်းမမှားဘူးမင်းတို့လင်မယားနှစ်ယောက်ကညှိလို့ကိုမရဘူးတယောက်တယောက်ကလည်းအလျှော့ကိုမပေးကြဘူးအဲ့တော့ငါပြောမယ်ဓမ္မမြင့်ရဲ့နင်းကလည်းနင်းကြိုက်တဲ့ဆရာလည်းငါခိုးမောင်ကလည်းမင်းကြိုက်တဲ့စရောင်တော့ငါဟုတ်ပလား ဟာဒါဆိုရင်ဘိတ်တိတ်ပြိုင်ပေါ့ ဘိတ်သိက်ဆရာနှစ်ယောက်ဘိတ်သိက်ပြန် ဟေးဘိတ်တိတ်ပြိုင်ဆိုတော့တအားကောင်းပြီပြို့ ကဲမြင့်ရဲ့ကဲမင်းရောကျင်းတတ်ကြပြီမလား အိုးဆရာလိုက်ပါရင်တော့ကျုပ်ကကျင်းတတ်တာပဲ ကျုပ်ကလည်းစရောင်တောင်းပိုင်ကျင်နေတယ်ဗျာ တကြီးဘိတ်တိတ်ဆရာနဲ့ဘိတ်တိတ်ပြိုင်ငွေဆိုတော့အနိုင်ရှုံးလို့ရှိမှာပေါ့နော် ဒါပေါ့ ဆရောင်တောင်းကြီးကတော့မလွယ်ဘူးနဲ့ထင်တယ်ဗျာ ပြောပြလိုက်ပြောပြလိုက် အနိုင်ရှုံးကသူတို့ကိစ္စပါကွာဘိတ်သိက်ပြိုင်ဆိုတော့လေအပြိုင်သာကြေးကြပါစီတော့ တကြီးလက်ပြန်ကြရင်လေမန္တလေးကိုတက်ပြီးဆရာလိုက်ကိုသွားငှားလိုက်နော်တော်ပါလိုက်တော့ အေးပါဒီအင်းကဘိတ်သိက်ဆရာယတနာဘုံဆရာလှိုင်ရဲ့အိမ်မှာလားခင်ဗျ ဩစိုင်းပုတ်ချိတ်ထားတယ်လीမတွေ့ဘူးလား တွေးပါတယ်ခင်ဗျာဟိုတေးချောင်ထပ်ပြီးမေးကြည့်တာပါ ထိုင် ဆရာလှိုင်ရှိပါစားခင်ဗျ ဆရာရှိတယ်ဆရာပေါ်မှာစာဖတ်နေတယ်ဘာကိစ္စ ဟိုဘိတ်သိက်ငားခြင်းလို့ပါခင်ဗျာ ဘိတ်သိက်ပင့်တယ်လို့ပြောရတယ်ဘိတ်သိက်ငှားတယ်လို့မပြောရဘူး ဟုတ်ကဲ့ဟိုဘိတ်သိက်ပြညင်လို့ပါခင်ဗျာ ဘယ်ကလဲ ကျွန်တော်တို့ကသောတာပန်ရွာစကိုင်းနာပါခင်ဗျ ဩဘယ်နေ့လဲ လာပြကျော်တင်းနေပါ ဘယ်လားပြကြော်တရက်လေပြောရင်တိကျပြောမှာပေါ့ဆရာပွဲများတယ်နော်အားတာမဟုတ်ဘူး ဟိုတပေါင်းလာပြကျော်တင်းနေပါခင်ဗျာ တပေါင်းလားပြကြော်တရက်နေ့ခဏစောင့်ဆရာခေါ်ပေးမယ် အဲ့ဒီရဲကတော့မအားဘူးဗျာတခြားဘွဲလက်ခံလိုက်လို့ ဆရာအဲ့ဒီနေမေဒီယာပွဲကစိုင်းမအားလို့ကျွန်တော်တို့အဖိတ်နေကိုပြောင်းလိုက်တယ်လေဆရာရဲ့ ဩအားနေတာလားအေးအဲ့ဒီရဲအားနေရင်လေဒီပုံကိုယ်ရဲ့ပွဲကိုလက်ခံလိုက်ပေါ့ကွာမင်းကလေ
အဲ့ဒါတဲ့ဆိုင်းကဘာသူဆိုင်းတော့ ဟိုဆိုင်းကရွာသားကြီးစိန်တင်ဟာမှာဆရာ အော်ကောင်းတယ်ကောင်းပါတယ်စိန်တင်ဟန်းနဲ့ကြုတ်တွဲဘူးတယ်အော်ဘုဒ္ဓေ ဗျာဆရာ အဲ့ဒီရက်ကလေးတိတိကျကျမှတ်ထားစားကွာနော် ဟုတ်ကဲ့ပါဆရာ ခင်ဗျားတို့အဲ့ဒီနေကိုကျုပ်ကိုဘယ်လိုလာကြိုကြမလဲ ကျွန်တော်တို့လှဲနဲ့လာကြုံပါပါဆရာ လဲချမ်းရှိတော့လုံးမလာကြနဲ့နော် ပေါင်မိုးလှဲရင်လေးနဲ့ပါဆရာ ကဲဘာပြောစရာရှိသေးတော့ ဟိုကျွန်တော်တို့အလူမှာဘိတ်သိက်ပြိုင်ထည့်ဖို့အစီအစဉ်ရှိပါရဲ့ဆရာအဲ့ဒါ ဟောထဲ့ပေါ့ထဲ့ပါအဲ့ဒီနောက်ဆရာကဘာတူလဲ စရောင်တောင်းပါဆရာ ဘာတူ စရောင်တောင်းပါ စရောင်တောင်းကျုပ်ကြားဘူးတူလူလူပဲကောင်းပြီလေကျွန်တော်တို့ခွင့်ပြုပါအောင်ဆရာ ဟုတ်ပြီ ဆရာ ဟမ် အဲ့ဒီစရောင်တောင်းကိုကျွန်တော်ကောင်းကောင်းသိတယ်ဆရာ အေး ဟိုသခိုင်းပါဘူးကျွန်တော်တို့အမျိုးတွေရှိတယ်လေဆရာရဲ့ အေး အဲ့စရောင်တောင်းဆိုတာသခိုင်းနောက်ဘက်စရောင်900ကဆရာရဲ့အဲ့ဒီဆရာတောင်းကိုသူတို့ကစရောင်တောင်းဆိုပြီးတော့သူတို့ခေါ်ကြတာ ဟွန်းမင်းဟာကတော့ဘိတ်သိကြီးပဲဒီလူမန်းဒီခုနအပွဲငါလက်မခံပါဘူးကွာဒီမှာငါကရတနာ